အားလုံးမင်္ဂလာပါခင်ဗျာသတင်းထူးတစ်ပုဒ်ရှိပါတယ်ဒီနေ့ကဒီဇင်ဘာလ23ရက်နေ့ဖြစ်ပါတယ်အာနာသိန်းစစ်တပ်ကရန်ကုန်မန္တလေးမကွေးစတဲ့မြို့ကြီးတွေမှာပညာတတ်လူငယ်ဘွဲရစည်ရင်းတွေကိုကောက်ယူနေတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းဟာဒီဇင်ဘာလ23ရက်ဒီကနေ့မှာထွက်ပေါ်လာတာပါအာနာသိန်းစစ်တပ်ရဲ့အမိန့်ညွှန်ကြားချက်နဲ့ဒီရက်ကွက်ထဲမှာရှိတဲ့သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုတွေသက်ဆိုင်ရာရက်ကွက်ကလူတွေကနေပြီးတော့သူတို့ရဲ့ရက်ကွက်တွေမှာဒီဘသူကဘာဘွဲရတာလဲပေါ့နော်အဲ့လိုမျိုးဘွဲရစည်ရင်းတွေကိုလိုက်ကောက်နေတာလို့ဒါဒေတာခန်တွေရဲ့ပြောပြချက်အရာကျွန်တော်တို့သိရပါတယ်အခုကောက်နေတာကရန်ကုန်တစ်ခုတည်းမဟုတ်ပါဘူးရန်ကုန်မှာလည်းကောက်တယ်မန္တလေးမှာလည်းကောက်တယ်မကွေးမှာလည်းကောက်တာတွေရှိနေတယ်လို့ကျွန်တော်တို့သတင်းတွေကြားနေရပါတယ်ခင်ဗျာဆိုတော့စစ်တပ်ကဒီလိုမျိုးကောက်ခံနေတဲ့အတွက်မြို့ခံလူထုကတော့တော်တော်လေးစိုးရိမ်နေကြပါတယ်။ဘာလို့လဲဆိုတော့အခုစစ်တပ်ကောက်တဲ့တဲမှာဒါဆရာဝန်အင်ဂျင်နီယာရေချောင်းသိပ္ပံပေါ့နော်ဘွဲတွေအကုန်ပါတယ်။ဘွဲရအကုန်လုံးကိုစည်ရင်ကောက်နေတာဖြစ်ပါတယ်။အမျိုးသမီးတွေပါမချမ်းစည်ရင်ကောက်ယူနေတာဖြစ်ပါတယ်။ဒါကြောင့်မြို့ခံလူထုကစိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။ဒီလိုမျိုးစည်ရင်ကောက်ပြီးတော့ဘာလို့မှလဲပေါ့နော်ဒါစစ်မှုထမ်းစည်ရင်ခေါ်မှလားဘာလို့မှလဲဆိုတော့စိုးရိမ်စိတ်တွေကတော်တော်လေးမြင့်တက်နေကြတာပါ။အခုကဒီမြို့၃မြို့အပြင်ကိုတခြားဘယ်နေရာတွေမှာကောက်နေလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးစုံစမ်းနေပါတယ်တကယ်လို့ကိုယ့်ရဲ့ data ကိုနေထိုင်တဲ့နေရာမှာဒီလိုမျိုးကောက်ခံနေတာရှိရင်ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာဝင်ရောက်မှတ်ချက်ပေးပြီးတော့မှကောက်ခံနေတဲ့အကြောင်းကိုရေးသားနိုင်ပါတယ်ခင်ဗျအဲ့တော့ဒါကဒီဇင်ဘာလ23ရက်ဒီကနေ့ထွက်ပေါ်လာတဲ့သတင်းကိုကျွန်တော်လာပြီးပြောပြခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ